luxury vibe ကလည်းအပြည့်ရရမယ် sporty look ကလည်းဖြစ်ကမယ်ခုံ3တန်းလည်းဖြစ်ကမယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဒီနေ့ကားလေးတစ်စီးနဲ့မိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်ဒါကတော့အခုဒီဘေးနားမှာရှိနေတဲ့ DFFK Falcon Sandra 2026 model ဖြစ်ပါတယ်ဒီကားလေးကအရင်25 model နဲ့စာလို့ရှိရင်အားလုံးပြောင်းလဲသွားပြီဒါပေမဲ့ရုပ်ထွက်ဒီဇိုင်းကိုပြောမယ်ဆိုလို့ရှိရင်တော့ဒီကောင်ကဒီ25 model နဲ့ဆိုလို့ရှိရင်တော့ကွာသွားတယ်ဆိုလို့ဒီ nickel chrome လေးအုပ်သွားတာလေးပါသွားမယ်ပေါ့နော်ကျန်တဲ့ဒီ look ကတော့အတူတူပဲအလဲမှာ DFFK စာတန်းလေးပါမယ် daytime running light ကိုတစ်ဆက်တည်းအသုံးပြုထားပေးတယ်အလဲမှာဆိုရင်360 camera ပါမယ်အောက်ဘက်မှာဆိုရင်တော့ matte color လေးအသုံးပြုပေးထားပြီးတော့ဒီဘက်ဘေးဒီဇိုင်းမှာဆိုလို့ရှိရင် channel light projector headlight လေးကိုအသုံးပြုပေးထားပြီးတော့25 model မှာပါတဲ့အတိုင်းပဲအနီရောင် F1 လေးကိုပဲအသုံးပြုပေးထားပါတယ်အရှိမဆိုလို့ရှိရင်တော့ sonar က2လုံးပါတယ်အနောက်မှာ sonar 4လုံးပါတယ်ဆိုတော့ total 6လုံးပါပါတယ်ကားလေးတော့ကြည့်လိုက်ရအောင် okay ဆိုတော့ထုံးစံတိုင်းပဲကားပေါ်ရောက်ပြီဆိုရင်ပထမဆုံးပြောရမှာကသူရဲ့ထိုင်ရတဲ့ feeling ထိုင်ကုန် quality ကိုပြောရမယ်ဆိုတော့ဒီကောင်က premium leather သားကိုပဲအသုံးပြုပေးထားတယ်ထိုင်ကုန်ဒီခုလာပါတယ်ပေါ့နော်ဒီ26 model မှာဆိုလို့ရှိရင်တော့ဒီကောင်ကထိုင်ကုန် A တဲ့ function ပါလာပြီဆိုတော့ကားဆက်လေးနှိုးကြည့်လိုက်အောင်အခုဒီ26 model မှာကကြတော့ engine start clock ကဒီဘက်ရောက်လာပြီနှိုးကြည့်လိုက်အောင်မိုက်တယ်ဒီကောင်းရဲ့ electronic parking brake တွေ auto hold တွေကျွန်တော်ဒီ linking assist တွေ downward assist တွေကတော့ဒီဘက်ချမ်းမှာပေါ့နော်ပါလာပြီဘေးဘက်မှာတကားမှာဆိုလို့ရှိရင်တော့ဒီ power window တွေပါမယ် child lock တွေဘက်မှန်ချိန်တွေအားလုံးပါမယ်ဒီ steering wheel design ကိုပြောမယ်ဆိုလို့ရှိရင်တော့ leather ကြိုးချုပ်တာကိုအသုံးပြုပေးထားတယ်ဒီကောင်းမှာကတော့ထိုင်ကုန်ခုံ3တန်းပါမယ်2025 model နဲ့မထူတာကတော့လဲမှာရှောင်းလန်းတော့ပါလာခြင်းတော့မရှိတော့ဘူးခုံ3တန်းလည်းပြက်ကမယ်ရှောင်းလန်းပါတာမကြိုက်ဘူးဒီကျန်ဝန်စီးကျင်တယ်ဆိုလို့ချင်းမြင်တော့ကတော့ဒီFalcon ပေါ့နော်2026 model ကို recommend လုပ်ပေးပါတယ်ဆိုတော့ဒီကားမှာကဂီယာတန်ကအစဂီယာအပြောက်ဖြစ်သွားမယ်ကပူရာနှစ်ပေါက်ပါမယ်ဒီ Amra ပါမယ် Amra ကတော့25 model နဲ့ပုံစံတူတူပဲတကားနှစ်ပေါက်ပါမယ်ခုပေါက်လေးလည်းပါလာပြီသူ့ရဲ့ဂီယာတန်ကဘယ်ဟိုရောက်သွားမလဲဆိုလို့ရှိရင်တော့ steering ရဲ့ညာဘက်ချမ်းကိုရောက်လာမယ်ပေါ့နော်ကျွန်တော်ဒီအပေါ်မှာတိုးမယ်ဆိုရင်တော့ reverse and driving parking ဆိုလို့ရှိရင်တော့အလဲလေးကိုကြာလေးပြထားလိုက် parking ဖြစ်သွားမယ် steering ရဲ့ဒီဘက်ချမ်းမှာဆိုလို့ရှိရင်တော့ cruise control တွေပါမယ် cancel လုပ်လို့ရမယ်ခလုတ်ပါမယ်ဒီကောင်ကကြတော့ကျွန်တော်နှိမ့်လိုက်မယ်ဆိုရင်သူက360 view ကိုပြောင်းသွားမှာပေါ့နော်ဒီကောင်လေးကလူကြီးမင်းတို့အနေနဲ့ဒီ function တစ်ခုခုကိုထည့်ထားလို့ရတယ်ပြောင်းထားလို့ရတယ်ဒီဘက်မှာဆိုလို့ရှိရင်တော့ media volume control cloud တွေပါမယ်အရှိဘက်ကိုကြည့်လိုက်ပြီဆိုလို့ရှိရင်တော့25 model နဲ့ကတော့မတူတော့ဘူးเนาะ25 model တုန်းကဆိုလို့ရှိရင်တော့ cluster နဲ့ infotainment ကိုတစ်ဆက်တည်းထည့်ထားပေးပြီးတော့ဒီ26 model မှာကကွာသွားပြီဒီ cluster ကိုတော့ဒီဖုန်းပုံစံ tablet ပုံစံလေးကိုထောင်ထားတဲ့ look လေးကိုတော့ရတယ်ဘာပဲဖြစ်မစိုးမိုက်တယ် infotainment screen ကတော့ 50.6 inch ရှိပြီးတော့ဒီကောင်းရဲ့headlight တွေdaylight တွေကအစားပေါ့เนาะဒီ infotainment screen မှာပဲထည့်ထားပေးတယ်နောက်တစ်ခု vehicle နဲ့ပတ်သက်တဲ့ vehicle setting တွေဆိုလို့ရှိရင်လည်းဒီမှာပေါ့နော်လိုသလိုလူကြီးမင်းတို့ချိန်ညှိလို့ရမယ်vehicle control မှာဆိုလို့ရှိရင်တော့ wind mirror တွေ window တွေ sunroof တွေ sunshade တွေ steering wheel နဲ့ပတ်သက်ပြီးပြောမယ်ဆိုလို့ရှိရင်တော့ဒီကောင်ကဒီ steering wheel မှာကိုက shortcut အနေနဲ့ဘာကိုထားခြင်းလဲထားခြင်းတဲ့ application ပေါ့နော် software တစ်ခုခုကို function တစ်ခုခုကိုထည့်ထားလို့ရတယ် shortcut အနေနဲ့ထည့်ထားလို့ရတယ်နောက်တစ်ခုအနေနဲ့ကတော့ light ပါ light ကတော့ ambient light ကတော့256ကာလာအထိကိုပြောင်းလဲလို့ရမယ်music ပေါ်မူတည်ပြီးတော့ random မူတည်ပြီးတော့ဒီကောင်ကပြီးတွေခုံနေလိမ့်မယ်နောက်တစ်ခု driving မှာ driving ကကြတော့ကျွန်တော်ဒီ drive mode က eco normal sport ဆိုပြီးတော့ drive mode 3မျိုးပါမယ် steering mode ကလည်း sport နဲ့ comfort ဆိုပြီးတော့နောက်ထပ်ထည့်သွင်းပေးထားပါသေးတယ်vehicle assistant ပေါ့နော်ဒီ driver ADS နဲ့ပတ်သက်ပြီးတော့ပြောမယ်ဆိုရင်တော့သူ့မှာပါတင်ပါထိုက်တဲ့ security တွေအားလုံးအပြည့်အစုံကိုထည့်သွင်းပေးထားတယ် vehicle နဲ့ပတ်သက်တဲ့ condition တွေကြည့်လို့ရမယ် sound system နဲ့ပတ်သက်ပြီးတော့ချိန်ကြည့်လို့ရမယ် display အနေနဲ့ကတော့ light mode dark mode ဆိုပြီးပြောင်းလို့ရမယ်သူ recommend ပေးထားပြီးတဲ့ဒီ theme ကိုလည်းပြောင်းလဲလို့ရမယ်ပေါ့နော်ဆိုတော့ဒီကောင်မှာကထိုင်ကုန်အပူအေးအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ထိုင်ကုန်ပူတဲ့ function ပေါ့နော် heater ပါလာခြင်းတော့မရှိဘူး cooler ပဲပါလာမယ် cooler ဆိုလို့ရှိရင်တော့ဒီမှာ driver ဘက်နဲ့ front passenger ဘက်မှာပါမယ် level 3 cm ချိန်ကြီးလို့ရမှာပဲဖြစ်ပါတယ်ဆိုတော့ဒီဟာတွေအားလုံးကို setting ထဲမှာပြောင်းလဲသွားဖို့ကိုလူကြီးမင်းတို့အနေနဲ့စိတ်ရှုပ်တယ်ဆိုရင်တော့ဒီ bond နဲ့screen လေးကိုဆွဲချလိုက်ဒီကားနဲ့ပတ်သက်တဲ့ drive mode တွေအားလုံးပြည့်စုံပါမယ်sunshade တွေဖွင့်လို့ရတာပါမယ် ambient light ပါမယ်ဒီ driving warning တွေ blind spot warning တွေအားလုံးကိုဒီမှာပဲ shortcut အနေနဲ့ထည့်သွင်းပေးထားပါတယ်Amra အနေနဲ့ကြည့်ရမယ်ဆိုလို့ရှိရင်တော့ဒီကောင်က25 model နဲ့အတူတူပဲသူ့ရဲ့လှုပ်ထားတဲ့ design ကအတူတူပဲတစ်ချက်နှိမ့်လိုက်နှစ်ဖက်ပွင့်လာပါလိမ့်မယ်ခူးပေါက်လေးလည်းပါဝင်လာတာမျိုးရှိပါတယ်အလဲမှာကပ်ဖိုရာနှစ်ပေါက်ပါမယ်
ဖုန်းတင်မဲ့ stand လေးပါလာမယ် hazard လိုက်ပါမယ် Okay ဒီအနောက်ဘက်မှာထိုင်ရတဲ့ feeling ကတော့ကြကြဝန်းဝန်းရှိတယ်left room နဲ့ hand room တွေကလည်းကောင်းကောင်းကျယ်တယ်ဒီ26 model မှာကျတော့အရင်25 model နဲ့မတူတာဘာကွာသွားလဲဆိုရင်တော့လူကြီးမင်းတို့မြင်တဲ့အတိုင်းပဲအလဲလျှောက်လမ်းမပါတော့ဘူး25 model မှာကျတော့အလဲလျှောက်လမ်းပါသွားမယ်သူကဒီ1စီပေါ့နော်တယောက်တစ်ခုံစီဖြစ်သွားပဲဗျဒီ26 model မှာကျတော့အလဲမှာလျှောက်လမ်းမပါတော့ဘူးဆိုတော့လူကြီးမင်းတို့အနေနဲ့လျှောက်လမ်းမကြိုက်တဲ့ customer တွေဆိုလို့ရှိရင်တော့ဒီ26 model ကိုတော့ recommend လုပ်ပေးပါတယ်အလဲမှာဒီဘက်မှာကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ Jewel Aircon ပေါက်လေးထပ်ပါမယ် round aircon လေးပါမယ်ဒါကတော့တိုက်စီမဟုတ်ပါဘူး USB ပေါက်လေးပါဒီမှာကပ်ဖိုတာလေးပါသွားမယ်ဗျဆိုတော့ဒီကားမှာက airbag အတွက်ပေါ့နော် safety အတွက်၄လုံးထည့်သွင်းပေးထားပြီးတော့ speaker အနေနဲ့6လုံးပါပါတယ် panoramic sound လေးလည်းထည့်သွင်းပေးထားပါတယ် website အနေနဲ့ကတော့16လက်မှအလွိုင်းအောင်အသုံးပြုပေးထားပြီးတော့ tire pressure monitoring system တွေလည်းပါတယ်ကျွန်တော်ဒီအရှေ့ဘက်မှာဆိုလို့ရှိရင်တော့ McPherson independent suspension ကိုအသုံးပြုပေးထားပြီးတော့အနောက်ဘက်မှာဆိုရင်တော့ Martin independent suspension ကိုအသုံးပြုပေးထားပါတယ်ဆိုတော့ဒီဘက်မှာဆိုလို့ရှိရင်တော့360 camera ပါမယ် LED ဘက်မှန်ပြီးကြောင့် light spot warning လေးလည်းထည့်သွင်းပေးထားပါတယ်ဒီကောင်းရဲ့ဘေးဘက်ဒီဇိုင်းကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တော့25 model နဲ့အတူတူပဲ traditional door handle design ကိုအသုံးပြုပေးထားတယ် keyless entry လေးလည်းထည့်သွင်းပေးထားပါတယ်နိုင်ပါတယ်Fango 2026 model ရဲ့နောက်ဘက်ဒီဇိုင်းကကြတော့အရင်25 model နဲ့ရှင်းလိုက်မယ်ဆိုရင်တော့ပြောင်းလဲသွားတာမျိုး update လုပ်ထားတာမျိုးတော့မရှိဘူးဒီပုံစံဒီဒီဇိုင်းပဲမိုက်တယ်အပေါ်မှာဆိုလို့ရှိရင်တော့ brain me ပါမယ် wiper Fango ဆိုတဲ့စာတန်းလေးပါမယ်ထိလက်ကိုတစ်ဆက်တည်းအသုံးပြုပေးထားပြီးတော့အနောက်မီးခွက်ဒီဇိုင်းကကြတော့အရင် model အတိုင်းပဲကျွန်တော်တို့ဒီမှာပြောင်းလဲသွားခြင်းမရှိဘူးအရှိရဒီ share design လေးကိုပဲပြန်ပြီးတော့ reference ယူထားပေးတယ်600ဆိုတဲ့စာတန်းလေးပါမယ်ဘယ်ဘက်မှာဆိုလို့ရှိရင်တော့ DFFK စာတန်းလေးပါမယ်အောက်ဘက်မှာဆိုလို့ရှိရင်တော့ Jewel Exhaust Box design ကိုအသုံးပြုပေးထားပြီးတော့နည်းနည်းကြည့်လိုက်မယ်ဆိုရင်တော့ sporty look ကိုရတယ်ဆိုနာအနေနဲ့ကျတော့အနောက်မှာ4လုံးပါတယ်အရှေ့မှာ2လုံးပါတယ် total 6လုံးထည့်သွင်းပေးထားပါတယ်ကာကို speed အနေနဲ့ဆိုရင်တော့တော်တော်ကျဲထဲမှာပါတယ်ကောက်ဖာတွေအတွက်ကကျတော့ကောက်8ပေါ့နော်ကောင်းကောင်းကိုစက်နေနောက်ဖုန်းမော်တာလေးလည်းပါဝင်ပါတယ်ခုံသုံးနဲ့အနောက်ကတန်းအောင်ခောက်လိုက်မယ်ဆိုတော့လူကြီးမင်းတို့မြင်တဲ့အတိုင်းပဲ speed ကအများကြီးကိုထွက်လာပြီး golf fake ကတော့စိတ်ကြိုက်တဲ့ leggings တွေ2လုံး3လုံး4လုံးအများကြီးထည့်လို့ရပါတယ်โอเคကျွန်တော်ကဒီမှာလူကြီးမင်းတို့ကိုပြောဖို့တခုကြံသွားတာရှိပါတယ်ဒါကတော့ Kiro Mode နဲ့ပတ်သက်တဲ့ဒီသူ့ရဲ့ဒီဇိုင်းကိုကျွန်တော်မပြောရသေးဘူးအပေါ်မှာဆိုလို့ရှိရင်တော့ lock လုပ်ပါမယ် unlock လုပ်ပါမယ်အောက်မှာဆိုရင်တော့ကာကိုဖွင့်ပိတ်လုပ်လေးပါပါမယ် Kiro Mode ဒီဇိုင်းကတော့ပြောင်းလဲသွားခြင်းမရှိဘူးအရင်25 model နဲ့အတူတူပဲမိုက်တယ်ဆိုတော့ဒီကောင်လေးရဲ့engine power ကိုပြောရမယ်ဆိုလို့ရှိရင်တော့ဒီကားက engine power 1.5 liter ကိုမှတာဝန်နဲ့လာမယ်6 speed automatic transmission ကိုအသုံးပြုပေးထားတယ်မောင်းရတဲ့ feeling တွေ driving feeling တွေ hand feeling တွေအကုန်လုံးလည်းအဆင်ပြေတယ်မိုက်တယ်ဆိုတော့လူကြီးမင်းတို့အနေနဲ့ဒီကားလေးကိုကျန်နေတဲ့လို့လာရောက်လေ့လာခြင်းနဲ့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ Vilena 1 Auto ကိုလာရောက်ခဲ့ဖို့ဖိတ်ခေါ်ပါတယ်ရှိုးလုံးလိပ်စာလေးကတော့အမှတ်6 16ရပ်ကွက်အမိုးကောင်းလမ်းရန်ကင်းမြို့နယ်မှာတည်ရှိပါတယ်ဖုန်းနံပါတ်အနေနဲ့ကတော့39 43လုံး33လုံး299ကိုဆက်သွယ်လို့ရပါတယ်ကျေးဇူးတင်ပါတယ်ကျွန်တော်တို့အကာပါနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့